ကဲဆိုတော့မမဦးသူခအားပေးတယ်အေးပြောလိုက်ပြီပြောလိုက်ပြီ လောက်သားမှာ လိုက်ရဲမအောင်မယ် ငါပလင်းလျှော့သားမှာငါပလင်း ဟမ် ငါပလင်း တော့ တင် ဝဲ တော့ လေးဘုတ်တော့ဝဲယူလို့ အတန်မန်းဆရာနဲ့ပြောလေဟာငါ့ကိုလွှဲချ ငါဘယ်လိုလဲဂျားမှာဒါပြောပါဘူးကဘောဆက်လိုက်လောက်အောင် တမီးတို့အမှန်တိုင်းပြောရင်တမီးတို့ကတော့မြူဇင်ကတော့အတိပဲယူတာတော့ဘယ်လို့မှတစ်ခါမှလျှော့တာကိုမရှိတာအားကြောင့်လဲဆိုတော့လေဒါကဈေးဟိုဟာလေဟိုပစ္စည်းရောင်းနေတာလည်းမဟုတ်ဘူးဈေးတစ်ခါမှစစ်တဲ့နေရာလည်းမဟုတ်တော့ လက်ဖေးဝေးသွား မ လား လေးပြောမယ်လူလားလျှော့လိုက်ရတယ်မပြောပါဘူးမပါဘူးဟိုပြောပြတာတမီးကဟိုမြူဇင်ဆိုတာလေတမီးတို့ကဒီကတတ်မှတ်ထားတဲ့အတိုင်းပဲပိုယူတာလည်းမဟုတ်ဘူးလေဒါကိုပညာရဲ့သူ့ရဲ့ပညာကြီးကဒီလောက်ပဲပေါက်တာဒီလောက်ပေါက်တာဆိုတော့နော် ငါတော့ဘယူနာကြီး ဟုတ်ကဲ့ရပါတယ်အဲ့လိုမျိုးတော့လျှော့တာတော့မရှိဘူးဒါအဘလျှော့ခိုင်းတော့လိုက်ကလူတွေအကုန်လုံးဈေးစစ်တော့ဘဘအဲ့လုံးတော့လိုက်ကြည့်နေတဲ့လူတွေအကုန်လုံးလိုက်စစ်တော့မယ်အဲ့ဒါဈေး လိုက်ထဲမှာဟိုက90ကျော်စတူရလို့ရှော့ပေးမယ် အသက်80အသက်88နှစ်နဲ့ ကျော်တော့ရှော့ပေးတယ် အသက်80ကျော်လာဆိုရင်လျှော့ပေးတယ်နော်ပြောကုန်ပြီဒီမှာ ဒီက90ကျော်ရမယ်လို့ရုပ်ပြရုပ်ပြမှရမယ်တကယ်လားဆိုမှရမယ်နော်ဟုတ်တယ်ဒါကဟိုလိုပြောမယ်ဒါက promotion ပေါ့အသက်ကြီးတဲ့လူတွေအတွက်အသက်ကြီးတဲ့လူတွေအတွက် promotion ပြန်ပြီးတော့တန်တယ်ကိုပြန်နေရ ဟိုဦးကြီးမုံနဲ့ ကျွန်တော်လည်းလျှော့တယ်မရဘူးငေးမရဘူး ဟိုကြီးပါဗော မောင်ကျဲပုံကကြီးမှာပေါ့မောင်ကျဲပုံကတကယ်ရှိမဲ့ဆိုတော့ဘယ်နှစ်နှစ်လောက်ရှိပြီ 80ကျော်90ဒီပါ 90လောက်ရှိ နောက်ဆုံး မောင်ကျဲပုံကသမီးတို့တနယ်လေးတွေ သူရုပ်ရှင်တဲ့ကျန်တဲ့ပုတ်လာသွားတယ်က break ဆိုတာရုပ်ရှင်ကတော့အဲ့ဒါနောက်ဆုံးမှလုပ်တယ်